လိုက်တာဒီမှာကိုယ့်အရင်စွန်းသွားပြီ sorry ပါကိုရဲ့ခိုင်ရှောင်းမဲ့အင်ကြီးတွေမြန်မြန်ထိနေမှာအယောင်ဆုံးတာတွေပါသွားဖြစ်မယ်ကြည့် ဒီအင်ကြီးကကိုမနှက်ဖြန်ပွဲတိုင်ဝစ်ဖို့စီစဉ်ထားတာ ကိုရဲ့ပွဲကဘယ်အချိန်လဲလားဆို 17 နာရီ အဲ့ဆိုရင်ဒီလိုတော့ကိုနဲ့အတူအင်ကြီးရင်သွားဝင်မယ်ပြီးရင်ကိုကိုပွဲကိုပို့ပြီးမှခိုင်လောက်သွားမယ်ဟုတ်ပြီလား ဟာမင်းကအဲ့ဒါတွေမကြိုက်တာမင်းကလေဘာမစုံငွေပေးပြီးရှင်းလို့ရတယ်ဆိုတဲ့အချုံမျိုးတွေငါ့ကိုလာမချိုးနဲ့ဒီမှာမင်းငါ့ကိုပြန်ဝယ်ပေးစရာမလိုဘူးအေးမင်းဝယ်ပေးလဲငါမဝယ်ဘူးကွာကိုဘာဖြစ်နေလဲအဲ့ဒီအင်ကြီးကိုကိုအရန်ကြိုက်မယ်လေခိုင်သိတယ်အဲ့အင်ကြီးကိုဝယ်ပေးခဲ့တာလေခိုင်ကိုယ်တိုင်ပဲဝယ်ပေးခဲ့တာပါအခုကခိုင်ကြောင့်ဝင်းမရတော့တဲ့အင်ကြီးမို့လို့ခိုင်ပြန်ဝယ်ပေးမယ်လို့ပြောတာအဲ့ဒါဘာဖြစ်သွားတာလဲ အေးအင်းကြီးတစ်ထည်စွန်းသွားတာအစ်စ်ပြန်လဲပြီးဝယ်လိုက်လို့ရတယ်လူတယောက်ရဲ့စိတ်စွန်းထင်းသွားပြီဆိုရင်ဘယ်တော့မှအစ်စ်ပြန်မဖြစ်ဘူးကွာမင်းနားလေလားအိမ်တော်ရင်းဆိုလဲအဲ့တိုင်းပဲ နေစမ်းမအောင်ကိုရဲ့အင်ကြီးသွန်းတဲ့ကိစ္စလေးကအိမ်နောင်ရေးထီကိုအစားချီသွားတာလားအဲ့လောက်ထီကြီးကျယ်သွားတာလား အေးမင်းကအဲ့လောက်ပဲတွေးရဆိုတော့အဲ့လောက်ပဲပေါ့ကွာမင်းကသိတ်တော်တယ်စီးပွားရှာတာလဲတော်တယ်ဟေးဒါပေမဲ့မင်းကိုမင်းဘာလို့အဲ့လဲဆိုတာမင်းကိုမင်းမသိတာအဲ့မင်းဘဝမှာအစိုးဆုံးပဲ